ဇကားအစမှာအမေရိကန်ကမ်းရိုးတန်းတွေကိုမုန်တိုင်းကြီးတွေကအမြဲတိုက်ခတ်နေတယ်လို့ပြောပြထားပါတယ်။အဲ့ဒီနောက်ပင်လယ်ပြင်မှာသင်္ဘောတစ်စီးကိုတွေ့ရပြီးအဲ့ဒီပေါ်မှာရေချောင်းစီဝဗေဒပညာရှင်ဒေးပါနေပါတယ်။သူ့စီကိုမုန်တိုင်းကြီးတစ်ခုတိုက်ခတ်လာနေပြီဖြစ်လို့ကမ်းကိုအမြန်ဆုံးပြန်ရောက်အောင်တွားရမယ်ဆိုတဲ့ရေဒီယိုသတင်းတစ်ခုရောက်လာပါတယ်။ဒီအတော်အတွင်းမှာအနီးနားမြို့တစ်မြို့မှာမိုးက2ရက်ဆက်တိုက်တဖွဲဖွဲကျနေပြီးမုန်တိုင်းပိုနီးလာတာနဲ့အမျှမိုးကလည်းတဖြည်းဖြည်းပိုသေးလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒေးရဲ့တူမဖြစ်သူဒန်နီဒန်နီယက်စ်ကိုမိတ်ဆက်ပေးထားပြီးသူကအိမ်မှာတယောက်တည်းပါ။သူကတငယ်ချင်းတယောက်ကိုဖုန်းဆက်ပြီးပီဇာလာပို့ပေးဖို့ခေါ်ပါတယ်။သူ့တငယ်ချင်းကတော့အပြင်မှာမုန်တိုင်းကတော်တော်ဆိုးလာလို့ဒီနေ့ဆိုင်ပိတ်လိုက်ပြီလို့ပြောလိုက်ပါတယ်။ဒန်နီကအပြင်ကိုလှမ်းကြည့်လိုက်တော့အိမ်ကအစားအစာတွေကုန်နေပြီဆိုတော့ဈေးဆိုင်တွေဖွင့်နေနိုင်သေးတယ်လို့တွေးလိုက်ပါတယ်။ဒါနဲ့သူမအပြင်ထွက်ပြီးဈေးဘက်ကိုထွက်လာခဲ့ပါတယ်။ဒါပေမဲ့သူအပြင်ရောက်တော့မြို့တစ်ခုလုံးရှုပ်ထွေးပွဲလောရိုက်နေတာကိုတွေးလိုက်ရပါတယ်။ဒီမြင်ကွင်းကြောင့်ဒန်နီမှာကြောက်လန့်တုန်လှုပ်မှုတစ်ခုဖြစ်လာပါတယ်။အိမ်နီးချင်းတယောက်ကသူ့ကိုတွေ့တော့မြို့ထဲကဆိုင်တွေအကုန်ပိတ်ထားပြီးမှအိမ်ထဲပြန်ဝင်ဖို့ပြောလိုက်ပါတယ်။မုန်တိုင်းကလည်းတော်တော်ဆိုးလာနိုင်တာကြောင့်မြို့ကနေလုံးဝထွက်သွားဖို့ပါသူကအကြံပေးလိုက်ပါတယ်။ဒန်နီလည်းလှည့်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။မြို့ရဲ့တစ်ဖက်ချမ်းမှာတော့မွေးစားညီကို3ယောက်ဖြစ်တဲ့တွန်ကတ်နဲ့ဟယ်ရီတို့ဟာရေကန်နားမှာမိုးရေထဲပျော်နေကြတာကိုတွေ့ရပါတယ်။သူတို့ရဲ့မွေးစားအဖေချက်ရောက်လာပြီးသူတို့ကိုတစ်ချက်ကြည့်လိုက်တာနဲ့ဒေါသထွက်သွားပါတယ်။သူက3ယောက်လုံးကိုဘာစကားမှမပြောဘဲကားထဲဝင်ဖို့အမိန့်ပေးလိုက်ပါတယ်။သူတို့လည်းနာခံပြီးပြန်လာခဲ့ကြပါတယ်။အဲ့ဒီအချိန်လောက်မှာပဲလီဆာဆိုတဲ့မိန်းမပြိုလေးတယောက်ကတနေ့တာအလုပ်ပြီးလို့သူ့စက်ရုံကနေထွက်လာပြီးကားထဲဝင်ပါတယ်။သူကအသားပို့ဖို့ထရက်ကားနဲ့ထွက်လာတဲ့သူ့ရင်မောင်းလယ်ရီနဲ့တွေ့ပါတယ်။လီဆာကလည်းခေါင်းညှိပြပြီးဆက်သွားပါတယ်။ဒါပေမဲ့သူကားမောင်းထွက်သွားတော့သူ့အမေရေချေကသူ့သမီးကိုအရန်ဆိုးရိမ်နေပါတယ်။လီဆာကသူ့ချစ်သူနဲ့အတူနေဖို့တခြားမြို့ကိုသွားခဲ့ပေမဲ့သူ့ချစ်သူကသူ့ကိုထားသွားလို့ကိုဝင်နဲ့ပြန်လာခဲ့တာပါ။ရေချေကလီဆာဒီလိုအခြေအနေနဲ့အလုပ်လုပ်တာကိုမလိုချင်တယ်လို့ကလေးကိုလည်းဘေးကင်းစေချင်ပါတယ်။သူကလီဆာကိုအမြန်ဆုံးအိမ်ပြန်လာဖို့တိုက်တွန်းပြီးအဝေးပြေးလမ်းမကြီးပိတ်တော့မယ်လို့သတိပေးလိုက်ပါတယ်။အဲ့ဒီသတင်းကြောင့်လီဆာတုံ့လှုပ်သွားပြီးမြို့ထဲမှာပဲနေပြီးမုန်တိုင်းကိုကြော်ဖြတ်တင်လာလို့စဉ်းစားလာပါတယ်။ကမ်းခြေကိုပြန်ရောက်တော့ဒေးနဲ့သူ့တငယ်ချင်းတို့ကမုန်တိုင်းက1မိနစ်ချင်းစီပိုပြင်းထန်လာတာကိုတွေ့လိုက်ရပါတယ်။ဒေးကပြန်လာတဲ့လမ်းမှာရေထဲမှာအနေအများဆုံးငါးမန်းမျိုးစိတ်တွေကတစ်ခုဖြစ်တဲ့ငါးမန်းရဲ6ကောင်ကိုတွေ့ခဲ့ပါတယ်။အဲ့ဒီနောက်မှာအဆင့်6ထိပြင်းထန်တဲ့မုန်တိုင်းကြီးတစ်လုံးပင်လယ်ပြင်မှာဖြစ်ပေါ်နေပြီလို့သတင်းတွေရောက်လာပါတယ်။ဒီမုန်တိုင်းကိုဟာရီကိန်းဟန်နရီလို့နာမည်ပေးထားပါတယ်။ဒေးကဒန်နီအတွက်ချက်ချင်းစိတ်ပူသွားပြီးနှစ်ယောက်သားဖုန်းပြောကအိမ်ကနေထွက်သွားဖို့တိုက်တွန်းလိုက်ပါတယ်။ဒန်နီကတော့သူ့အိမ်မှာပဲနေချင်တယ်လို့ပြောပါတယ်။ဒေးကဒီမုန်တိုင်းကမြို့တစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်လောက်အောင်အားကောင်းတာမို့သူထွက်သွားရမယ်လို့ပြောပါတယ်။ဒန်နီကအဲ့လိုစကားတွေကအမြဲပြောနေကြပဲဘာမှမဖြစ်ဘူးလို့ပြန်ပြောပါတယ်။ဒေးကသူ့အတန်ကိုနူးညံ့အောင်လုပ်ပြီးသူ့အမေကိုလည်းတတိယကြောင်ဒါကြောင့်ပဲအန်နီရဖြစ်လာရင်သူထွက်သွားတင်တယ်လို့ပြောပါတယ်။ဒန်နီကလည်းအခြေအနေဆိုးလာရင်တော့သူထွက်သွားမယ်လို့သဘောတူလိုက်ပါတယ်။ဒေးကသူ့ကိုလာခေါ်ဖို့လမ်းမှာရှိနေပြီလို့ပြောပါတယ်။ဒီအတော်တွင်းမှာချက်ကကလေးတွေကိုအိမ်ပြန်လိုက်ပို့နေရင်ဒေါသထွက်နေပါတယ်။မြို့ထဲကလူတွေအားလုံးမုန်တိုင်းကိုကြောက်လို့ထွက်ပြေးနေကြတယ်လို့တွန်ကထောက်ပြပါတယ်။ချက်ကသူတို့ကိုကြောက်တတ်သူတွေအဖြစ်ပဲချပြီးသူတို့ဘာမှမဖြစ်ဘူးလို့အခိုင်အမာပြောပါတယ်။နာယီဝက်လောက်ကြာတော့ဒန်နီကအိမ်မှာထိုင်ပြီးမကြသေးခင်ကဆုံးသွားတဲ့သူ့မိရဲ့ဗီဒီယိုတွေကိုကြည့်နေပါတယ်။ဒီဆုံးရှုံးမှုကသူ့ရဲ့ထိတ်လန့်တုန်လှုပ်မှုတွေရဲ့အရင်းမြစ်ဖြစ်ပြီးသူ့မိဘနှစ်ပါးစလုံးမရှိတော့တဲ့အတွက်ဝမ်းနည်းမှုတွေကသူ့အပေါ်မှာလွှမ်းမိုးနေပါတယ်။အဲ့ဒီအချိန်လောက်မှာပဲချက်ကကလေးတွေနဲ့အတူအိမ်ပြန်ရောက်လာပြီးသူ့ဇနီးအီဗာဒန်စ်ကိုရှာဖို့မြေအောက်ခန်းကိုဆင်းသွားပါတယ်။သူကကလေးတွေအကြောင်းပြောပြပြီးသူတို့နှစ်ယောက်ဟာခိုးရပါပစ္စည်းတွေရောင်းဝယ်ဖောက်ကားနေတယ်ဆိုတာရှင်းရှင်းလင်းလင်းဖြစ်လာပါတယ်။သူတို့မှာတနက်တွေနဲ့မူရစ်စေဝါတွေကိုမြေအောက်ခန်းထဲမှာတင်ထားပြီးမွေးစားကလေးတွေကိုထားတာအတွက်လည်းပတ်စံရနေတာပါ။မြေအောက်ခန်းထဲမှာကက်ကအရေးသွေးကောင်းတဲ့အသားတွေကိုတင်ထားတာကိုသတိထားမိပါတယ်။ဒါပေမဲ့ချက်နဲ့အီဗာကကလေးတွေကိုပေါင်မုတ်ချောက်ပဲပေးကျွေးနေတာပါ။မြို့ရဲ့တစ်ဖက်ချမ်းမှာတော့သတင်းထောက်ဖွဲ့တစ်ဖွဲ့ကဒေးကိုကမ်းခြေမှာတွေ့ပြီးငါးမန်းတွေကအနီးနားကမ်းရိုးတန်းတွေကိုအုပ်လိုက်ကြီးတိုက်ခိုက်နေပြီလို့အကြောင်းကြားလိုက်ပါတယ်။ဒီငါးမန်းတွေအကြောင်းကြဲကြဲပြန့်ပြန့်သိတဲ့ဒေးကသတင်းထောက်တွေကိုအသေးစိတ်ရှင်းပြပြီးသူတို့လည်းသူ့ရဲ့ပြောပြချက်တွေကိုသတင်းထဲတိုက်ရိုက်ထည့်လွှင့်လိုက်ပါတယ်။အခုချိန်မှာမုန်တိုင်းကတိတိတတ်တာကိုပိုပြင်းထန်လာနေပါပြီ။လီဆာကမြို့ထဲကားမောင်းကြည့်တော့ဆိုင်တွေအားလုံးပိတ်ထားတာကိုတွေ့ရပြီးခိုးလုံစရာနေရာတနေရာမှမတွေ့ပါဘူး။သူကသူ့ကားထဲကနေရေချဲကိုဖုန်းခေါ်ဖို့ကြိုးစားပေမဲ့ကိုရက်ကလုံးဝပြတ်တောက်သွားပါတယ်။ဒီအချိန်မှာလီဆာကလေးကဘဲချိန်မဆိုမွေးနိုင်တဲ့အခြေအနေပါ။မုန်တိုင်းကမြို့ကိုဖျက်တိုက်နေပြီးအိမ်ခေါင်မိုးတွေလွင့်ထွက်ကမ်းခြေတလျှောက်ဆောက်ထားတဲ့ပင်လယ်တိုင်းကရေရဲအားကြောင့်ပြိုကျပင်လယ်ရေတွေကလည်းမြို့ထဲကိုအရှိန်အဟုန်ပြင်းပြင်းနဲ့တိုးဝင်လာနေပါတယ်။မြို့ထဲမှာနေဖို့စီစဉ်ထားတဲ့လီဆာကအခုတော့အဝေးပြေးလမ်းမကြီးစီကိုသွားဖို့ကြိုးစားနေပါတယ်။သူကလမ်းပေါ်မှာလယ်ရီရဲ့ထရက်ကားကိုတွေ့လိုက်ပါတယ်။လယ်ရီကသူတို့နောက်မှာတစ်ပင်ပြိုကျနေလို့တခြားလမ်းကနေသွားတင်တယ်လို့ပြောပါတယ်။အဲ့ဒီနောက်လယ်ရီကသူ့ရှိကနေရေနံရံကြီးတစ်ခုအရှိန်နဲ့တိုးဝင်လာတာကိုသတိထားမိလိုက်ပါတယ်။လီဆာကတော့လွတ်အောင်စန့်ကျင်ဘက်လမ်းကိုကားအရှိန်တင်မောင်းပြေးပေမဲ့လယ်ရီကရေကြီးတဲ့အပေါ်ကိုမြင့်တဲ့လမ်းကနေသွားဖို့ကြိုးစားခဲ့ပေမဲ့သူ့ထရက်ကားကမြုပ်သွားပြီးကားတစ်စီးလုံးလီဆာကားထဲကိုဝင်တိုက်ပစ်လိုက်ပါတယ်။အိမ်ပြန်ရောက်တော့ဒန်နီကရက်ွက်ထဲကိုရေကြီးရေရှမ်းတွေတိုးဝင်လာနေတာကိုတွေ့လိုက်ရပါပြီ။ရေတွေကသူ့အိမ်ထဲစီးဝင်လာတာနဲ့အမျှသူကအိမ်ကောင်မိုးပေါ်ကိုတက်သွားပါတယ်။ဒီအတော်တွင်းမှာပဲအဲ့ဒီရေတွေကချက်ရဲ့အိမ်ထဲကိုလည်းဝင်ရောက်လာပြီးအထက်ကလူတွေဒုက္ခရောက်ကုန်ကြပါတယ်။လီဆာကားကရေစီးထဲမျောပါလာပြီးတစ်ပင်တစ်ပင်ကိုဝင်ဆောင်ပါတယ်။တစ်ပင်ကကားကိုဓာတ်ရိုက်ဖောက်ဝင်သွားတာပါ။လီဆာကအခုတော့ရေထဲမှာပိတ်မိနေပြီးဒန်နီကသူ့ခေါင်မိုးပေါ်ကနေသူ့ကိုတွေ့လိုက်ရပါတယ်။တခြားတစ်ဖက်မှာတော့လယ်ရီရဲ့ထရက်ကားကလမ်းဘေးကရုပ်တုကိုတိုက်မိပြီးပောက်ကွဲသွားပါတယ်။ကားထဲမှာတင်ထားတဲ့အသားတွေအားလုံးရေကြီးထဲကိုပြန့်ကျဲသွားပြီးအဲ့ဒီအသားတွေကထွက်တဲ့သွေးတွေကငါးမန်းရဲတွေကိုကြောက်စရာကောင်းတဲ့အမြန်နှုံးနဲ့ဒီနေရာကိုတက်တက်ဆွဲခေါ်လာပါတော့တယ်။ချက်တို့အိမ်ကိုပြန်ရောက်တော့ချက်အီဗာနဲ့ကလေးတွေကဘယ်လိုထွက်ပြေးရမလဲဆိုတာစဉ်းစားနေကြပါတယ်။သူတို့ကားကမြေပြင်ကနေအတော်မြင့်တဲ့နေရာမှာရှိတာမို့သူတို့ကိုကယ်တင်နိုင်လောက်ပါတယ်။ချက်နဲ့အီဗာကကားသွားယူနေတော့ကလေးတွေကိုဒီအတိုင်းပဲနေဖို့ပြောပါတယ်။ဒီအတော်တွင်းမှာဆန်နဲ့ရွန်ဆိုတဲ့လူနှစ်ယောက်ကလှေတစ်စီးနဲ့ရေကြီးထဲမှာလူတွေကိုကူညီဖို့သွားနေပါတယ်။သူတို့ကလီဆာအတန်ကိုကြားတော့သူ့စီကိုလှော်သွားကြပါတယ်။
ယွန်ကသူ့ကားထဲမှာတစ်ပင်နဲ့ပိတ်မိနေတဲ့လီဆာကိုမြင်ရတဲ့အထိမီးအောင်သွားပါတယ်။သူကဆန်ကိုဖျက်ဆက်ယူလာဖို့လှမ်းခေါ်ပါတယ်။ဆန်ကအဲ့ဒါကိုယူပြီးရေထဲကနေရှေ့တိုးသွားပေမဲ့ရုတ်တရက်ရေအောက်ကိုပျောက်ကွယ်သွားပါတယ်။ယွန်ကငါးမန်းတစ်ကောင်ကဆန်ကိုဆွဲဖြဲပြီးရေအောက်ဆွဲခေါ်သွားတာကိုထိတ်လန့်တုန်လှုပ်စွာကြည့်နေခဲ့ပါတယ်။အပေါ်ကနေကြည့်နေတဲ့ဒန်နီကရေထဲမှာငါးမန်းတွေရှိတယ်လို့အော်ဟစ်ပြောပြီးယွန်ကိုလီဆာနဲ့အတူအောက်မှာတွေ့လိုက်ရပါတယ်။တခြားတစ်ဖက်ကနေလယ်ရီကသူ့ထရက်ကားပေါ်ကနေဆင်းပြီးကူညီဖို့ကြိုးစားနေတော့ငါးမန်းတစ်ကောင်ကသူ့ကိုခုံအုပ်ပြီးချက်ချင်းတက်ပစ်လိုက်ပါတယ်။ယွန်ကလီဆာစီရောက်သွားပေမဲ့ငါးမန်းကသူ့ကိုလည်းဖမ်းဆုပ်ပြီးလီဆာမျက်စိရှိမှပဲရေအောက်ဆွဲခေါ်သွားကကိုက်စားပစ်လိုက်ပါတယ်။လီဆာကတော့လုံးဝကိုထိတ်လန့်တုန်လှုပ်နေပါပြီ။မြို့ရဲ့တစ်ဖက်ချမ်းမှာတော့ဒေးကမုန်တိုင်းရဲ့ပြင်းအားအပြည့်စုံကိုသတင်းရရှိခဲ့ပါတယ်။မြို့တစ်မြို့လုံးရေနစ်တော့မှာပါ။သူကတူမစီကိုရောက်ဖို့စိတ်အားထက်သန်နေပြီးဘလို့နီးနဲ့မဆိုသွားဖို့လုပ်ပါတော့မယ်။သူကအနီးနားကသတင်းထောက်တွေကိုတတိယသွားပြီးမြို့ထဲကိုအတူတူပြေးဝင်ဖို့ဆွဲဆောင်ကသူတို့အတွက်တက်တာသတင်းထူးကြီးရစေမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။သူတို့လည်းချက်ချင်းသဘောတူလိုက်ကြပါတယ်။အိမ်ပြန်ရောက်တော့ကတ်နဲ့ချက်တို့ကကားကိုတောင်ဘက်ကိုသွားကြပေမဲ့ရောက်တာနဲ့ငါးမန်းတွေကချက်ကိုတိုက်ခိုက်ပြီးသူ့လက်ကိုဆွဲဖျက်ပစ်လိုက်ပါတယ်။ကတ်ကအပြင်ကိုပြန်ရောက်ပေမဲ့ငါးမန်းတွေကသူ့ကိုလည်းဖမ်းမိသွားပါတယ်။ချက်ကလက်တစ်ဖက်မပါတော့ပဲကားကိုတောင်ထဲကနေရိုင်းတိုင်းနဲ့ထွက်လာပေမဲ့အသက်ရှင်နေပါသေးတယ်။ကလေးတွေကကြောက်လန့်တုန်လှုပ်နေကြပါတယ်။ကလေးတွေနဲ့အတူနေမဲ့အစားချက်ကသူ့ကိုယ်သူကယ်ဖို့ကားဘက်ကိုအပြေးလွှတ်သွားပေမဲ့ငါးမန်းတစ်ကောင်ကသူ့နောက်ကနေဖမ်းချုပ်ပြီးရေထဲဆွဲချကဆွဲခေါ်သွားပါတော့တယ်။တခြားတစ်ဖက်မှာလီဆာကအကူအညီတောင်းဖို့အော်ဟစ်နေပါတယ်။ဒန်နီကသူ့ကိုတွေ့တော့သူတို့ပတ်ဝန်းကျင်ကရေထဲမှာငါးမန်းတွေအပြည့်ရှိတယ်လို့တတိပေးလိုက်ပါတယ်။ပြိုကျနေတဲ့အိမ်တစ်လုံးကသူတို့နှစ်ယောက်ကြားမှာမျောနေပါတယ်။လီဆာကသူ့ကိုယ်ဝင်ရှိကြောင်းမကြခင်မေဖြစ်တော့မှဖြစ်ကြောင်းကလေးကိုဘာအကြောင်းနဲ့မှဘေးကင်းအောင်ထားရမယ်ဆိုပြီးအော်ပြောပါတယ်။သူကသူ့စိတ်ပူပန်မှုတွေကိုတွန်းလှန်ပြီးဆုံးဖြတ်ချက်ချကသူ့ကိုကယ်ဖို့ပြန်သွားပါတယ်။သူကအောက်ကိုဆင်းပြီးအထက်ကဓာတ်တစ်ချောင်းယူပြတင်းပေါက်ကနေတွားသွားကအောက်ကပျက်စီးနေတဲ့အပျက်စီးတွေကိုခုန်ဆင်းလိုက်ပါတယ်။သူကထားပြီးအပျက်စီးတွေပေါ်ကနေကြော်ဖြတ်လီဆာကခေါင်းမိုးပေါ်ရောက်သွားပြီးဓာတ်နဲ့အပေါ်ပိုင်းကိုခုတ်ထစ်ဖြတ်တောက်ကတစ်သားတွေနဲ့တတုတွေကိုလှီးဖြတ်ပြီးလီဆာလွတ်မြောက်သွားပါတော့တယ်။သူကလီဆာကိုကားထဲကနေဆွဲထုတ်ပြီးနှစ်ယောက်သားဒန်နီအိမ်ကိုပြန်ရောက်လာကြပါတယ်။လီဆာကတော့တပြင်းချရင်တက်တာရသွားပါတယ်။ဒန်နီကသူ့ရဲ့ကြောက်ရွံ့မှုကိုရင်ဆိုင်ကြော်ဖြတ်နိုင်ခဲ့တာမို့အချိန်တော်ကြာမခံစားခဲ့ရတဲ့ခံစားချက်တစ်ခုကိုခံစားလိုက်ရပါတယ်။ဒီအတော်အတွင်းမှာဒေးကရှေ့ဆက်တိုးနေပြီးမုန်တိုင်းကိုကြည့်နေရင်းနဲ့ဒီလောက်ရည်ကြီးနေတာဆိုတော့ငါးမန်းတွေကမြို့တစ်ခုလုံးမှာလွတ်လွတ်လပ်လပ်သွားလာနိုင်နေဆိုတာသူ့ကောင်းနဲ့ပေါ်လာပါတယ်။အဲ့ဒီထဲမှာသူ့အဖွဲ့က3နှစ်ကြာချေရခံနေတဲ့ကိုဝင်ဆောင်ငါးမန်းနီလီလည်းပါဝင်နိုင်ပါတယ်။သတင်းထောက်တွေကတော့သူတို့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာကြောင့်စိတ်လှုပ်ရှားနေကြပါတယ်။သူတို့ပိုနီးကပ်လာတဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကသူတို့ကိုတောင်ကနေရက်တန့်သွားစေပါတယ်။မြို့တစ်ခုလုံးရေအောက်ရောက်နေပြီးငါးမန်းကြီးတွေကလမ်းတွေပေါ်မှာလှည့်ပတ်သွားလာနေတာပါ။အိမ်ပြန်ရောက်တော့ကလေးတွေကအပြင်ကိုကြည့်လိုက်တော့ငါးမန်းတွေကတကားဝမှာတင်ရောက်နေတာကိုသတိထားမိလိုက်ပါတယ်။ကက်ကသွားပိတ်ဖို့လှုပ်လိုက်ပေမဲ့ငါးမန်းတစ်ကောင်ကအထဲကိုတုံးဝင်လာပါပြီ။ကလေးတွေကတော့ကြောက်လန့်တုန်လှုပ်နေကြပေမဲ့တယောက်ကိုတယောက်ဖက်တွယ်ပြီးစိတ်ကိုထိန်းထားကြပါတယ်။ဒန်နီအိမ်မှာတော့အိမ်ထဲကရေမျက်နှာပြင်ကစက်တိုက်မြင့်တက်လာနေပါတယ်။ဒန်နီကလီဆာကိုသူတို့ဒီမှာဆက်နေလို့မရတော့ဘူးလို့ပြောပါတယ်။လီဆာကဒန်နီရဲ့အခြေအနေနဲ့ဘာလို့တယောက်တည်းနေလဲဆိုတာကိုမေးပါတယ်။ဒန်နီကသူ့အဖေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဆုံးသွားပြီးသူ့အမေကတော့လွန်ခဲ့တဲ့လကမှအသက်ခံရတာလို့တိတ်တိတ်လေးပြောပြပါတယ်။လီဆာလည်းဝမ်းနဲ့လေးနဲ့စွာနဲ့ဒီစကားကိုကြားလိုက်ရပါတယ်။သူကသူတို့နှစ်ယောက်လုံးကိုဒီကနေထွက်သွားခြင်းပေမဲ့ရေကြီးပြီးငါးမန်းတွေပြည့်နေတဲ့မြို့ကနေဘယ်လိုထွက်ပြေးရမလဲဆိုတာသူတို့ဘယ်သူမှမသိကြပါဘူး။သူတို့ပြေးလို့မရပါဘူး။ဒါနဲ့လီဆာကဒန်နီကိုခေါင်းမိုးပေါ်တက်ပြီးသူတက်နိုင်တဲ့နည်းနဲ့အကူအညီတောင်းတဲ့ဆိုင်းဘုတ်တစ်ခုလုပ်ဖို့ပြောပါတယ်။ပြောမပြီးသေးဘူးလီဆာရဲ့မိဘနာကျင်မှုတွေစတင်လာပါတော့တယ်။ချက်တို့အိမ်ကိုပြန်ရောက်တော့တွန်ဟယ်ရီနဲ့ကတ်တို့ကအိမ်တွင်းအပြင်ငါးမန်းတွေဝိုင်းနေလို့ပိတ်မိနေကြပါတယ်။သူတို့ရေနစ်တေနိုင်တယ်လို့အကိုက်ခံရနိုင်တာမို့ဘယ်ရွေးချယ်မှုမှလက်ခံနိုင်စရာမရှိပါဘူး။သူတို့ကငါးမန်းတွေကိုတနေ့နဲ့အာယုံပြောင်းဖို့လိုပါတယ်။တွန်ကမြေအောက်ခန်းထဲမှာအသုံးဝင်တဲ့ပစ္စည်းတစ်ခုခုရှိနိုင်တယ်လို့အကြံပြုပါတယ်။ကက်ကအဲ့ဒီမှာတင်ထားတဲ့အသားတွေကိုငါးစာဖြစ်သုံးဖို့အဆိုပြုပါတယ်။တစ်ဖက်ကိုပြစ်ချလိုက်ရင်ငါးမန်းတွေကိုတခြားတစ်ဖက်ကိုပို့လိုက်တယ်လို့ဖြစ်သွားမယ်ပေါ့။တွန်ကသူဆင်းသွားပြီးချက်ကလုံးဝမထိဖို့တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့အသားတွေတနက်တွေနဲ့ဘုံလုပ်တဲ့ပစ္စည်းတွေကိုယူလာနိုင်တယ်လို့ပြောပါတယ်။ဒါပေမဲ့ချက်ကအခုမရှိတော့ပါဘူး။သူတို့လွတ်လပ်သွားပြီ။ကလေးတွေကသူ့နာမည်ကိုအော်ဟစ်လိုက်တာနဲ့အဲ့ဒီအချိန်တိကျမှပဲချက်ကဒဏ်ရာတွေနဲ့ရေထဲကနေပေါ်လာပေမဲ့ဘယ်လိုလုပ်ပြီးအသက်ရှင်နေမှမသိပါဘူး။ကလေးတွေမျက်နှာဖြူဖက်ဖြူရောဖြစ်သွားကြပါတယ်။ဒန်နီအိမ်မှာတော့ရေကစက်တိုက်အရှိန်ဟုန်နဲ့မြင့်တက်နေတာမို့အကုန်မျိုးမချခင်သူတို့ရွှေ့ရပါတော့မယ်။လီဆာကယွန်နဲ့ဆန်တို့ရဲ့လှေကအပြင်မှာတနေရာမှာရှိနေတယ်လို့ပြောပါတယ်။ဒန်နီသွားယူနိုင်မလားပေါ့။အဲ့ဒီနောက်သူကထပ်တုံးပြီးအပြင်ကအန်ရီတွေကအခုချိန်မှာအရန်ကြီးလွန်းတာမို့ကလေးကိုခဏလေးပဲဆက်ပြီးတီးခံဖို့ပြောလိုက်ပါတယ်။အဲ့ဒီရေထဲကိုပြန်ဝင်ရမယ်ဆိုတဲ့အတွေ့အကြုံဒန်နီမှာကြောက်ရွံ့မှုတွေပြန်ဝင်လာပါတယ်။သူခေါင်းမိုးပေါ်ထွက်ပြီးကြည့်လိုက်တော့လှေကအဝေးကြီးမှာရှိနေပါတယ်။သူကဘာပဲဖြစ်ဖြစ်သွားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကသူ့ဦးလေးစီကနေသိရတဲ့အကြောင်းအရာတွေကိုလီဆာကိုပြောပြပါတယ်။ရေချောင်းစီဝါဗေဒပညာရှင်တွေကငါးမန်းရဲတွေဟာတုံခါမှုတွေကိုဆွဲဆောင်နေဆိုတာသိထားတာပါ။ဒါနဲ့သူတွေ့နိုင်သမျှတုံခါမှုရှိတဲ့ပစ္စည်းတွေကိုစုဆောင်းပြီးငါးမန်းတွေရဲ့အာယုံကိုလှည့်စားဖို့အမျိုးမျိုးသောအရက်တွေကိုပစ်ချလိုက်ပါတယ်။အဲ့ဒီနောက်သူကရေထဲကိုခုန်ဆင်းလိုက်ပါတယ်။ချက်တို့အိမ်ကိုပြန်ရောက်တော့ကလေးတွေကသူ့နားမှာထိုင်နေကြပါတယ်။ချက်ကသူတို့ကိုဆရာဝန်သွားရှာပြီးသူ့ကိုကုသပေးဖို့ပြောပါတယ်။တွန်ကသူ့ကိုစိုက်ကြည့်ပြီးမင်းတို့ငါတို့ကိုထားခဲ့တော့မလို့ပဲလို့ပြောပါတယ်။ချက်ကသူ့ကူညီပြန်လာယူမှာပါလို့အခိုင်အမာပြောပြီးငါးမန်းတွေကကလေးတွေကိုမစားတာမို့သူတို့လုံခြုံတဲ့သူ့ကိုသွားကြရမယ်လို့ပြောပါတယ်။ကလေးတွေကတော့ညှင်းဆန်ပါတယ်။အဲ့ဒီနောက်သူတို့တွေကတယောက်ကချက်ရဲ့ပတ်စံအိတ်ထဲမှာသူတို့ကိုစောက်ရှောက်တာအတွက်အစိုးရကတလားကိုဒေါ်လာ900ပေးတဲ့ချက်လက်မှတ်တစ်ခုကိုတွေ့လိုက်ပါတယ်။ဒီအချိန်တွေတစ်လျှောက်လုံးသူကအဲ့ဒီပတ်စံတွေကိုသူ့အိတ်ထဲထည့်ပြီးသူတို့ကိုပေါင်မုံချောက်တွေပဲကျွေးနေခဲ့တာပါ။ကလေးတွေဒေါသပေါက်ကွဲကုန်ကြပါတယ်။ချက်ကသူတို့ကိုချစ်ကြောင်းပြောဖို့တောင်မနှဲကြိုးစားရပါတယ်။သူတို့နားမထောင်တော့ပါဘူး။သူတို့ကသူ့ကိုရေထဲတွန်းချလိုက်ပါတယ်။ချက်ကဒေါသထွက်နေပေမဲ့ငါးမန်းတစ်ကောင်ကသူ့ကိုချက်ချင်းဖမ်းဆုပ်ပြီးဒီတစ်ချိန်မှာတော့အလုပ်ပြီးသွားပါတော့တယ်။
တခြားတစ်ဖက်မှာကလေးတွေကမြေအောက်ခန်းကိုဝင်ရောက်စီးနင်းခဲ့ကြပါတယ်။တွန်ကရေအောက်ကိုဆင်းအသားတွေကိုယူငါးမန်းကိုဆွဲဆောင်ဖို့အကွက်တနေရာကိုအသားတပူပစ်ချပြီးငါးမန်းပြန်မလဲခင်ဘုံလုံးတဲ့ပစ္စည်းတွေကိုရေပေါ်ပြန်ဆွဲတင်လိုက်ပါတယ်။ရေထဲမှာတော့ငါးမန်းတွေကဒန်နီနာကိုပိုကက်လာနေပါတယ်။သူကရှေ့ကိုတိုးသွားပြီးအဲ့ဒီနောက်တစ်ခုခုကိုသတိပြုမိလိုက်ပါတယ်။သူလုံးဝငြိမ်နေရင်ငါးမန်းတွေကသူ့ကိုမခံစားနိုင်ဘူးဆိုတာပါပဲ။သူကသူ့နေရာမှာပဲငြိမ်နေပြီးငါးမန်းတွေကိုဖျက်သွားခွင့်ပြုလိုက်ကအဲ့ဒီနောက်လေတဲ့ကိုခုံဝင်လိုက်ပါတယ်။ဒေးနဲ့သတင်းထောက်တွေကရှေ့ဆက်တိုးနေကြပါတယ်။သူတို့တွေကတယောက်ကငါးမန်းတွေလိုအန္တရာယ်ရှိတဲ့အကောင်တွေကိုဘာလို့လေးလာဖို့ရွေးချယ်တာလဲလို့မေးပါတယ်။ဒေးကရေပြင်ကိုကြည့်ပြီးသူဒီကျွန်းပေါ်မှာပဲကြီးပြင်းလာတာလို့ပြောပြပါတယ်။အနီးနားကရေကန်ထဲမှာလူတိုင်းကြောက်ရတဲ့ပင်လယ်မြင်းကြီးတစ်ကောင်ရှိခဲ့တာပါ။ကြီးမားပြီးအကောင်ကဘယ်သူမှတားမရတယ်လို့ပါပဲ။တနေ့မှာအဲ့ဒီကောင်ကသူ့ကိုရောသူ့အမေကိုပါတိုက်ခိုက်ခဲ့ပါတယ်။သူတို့တည်တော့မယ်လို့ယုံကြည်နေခဲ့ကြတာပါ။အဲ့ဒီနောက်မှာရုတ်တရက်ငါးမန်းရဲ့နှစ်ကောင်ပေါ်လာပြီးပင်လယ်မြင်းကြီးစီတက်သွားပါတော့တယ်။သူ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်ဘာကိုမှမကြောက်ဘူးတဲ့အရာတစ်ခုရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုကိုဒေးမြင်လိုက်ရတာပါ။အဲ့ဒီအခိုက်အတန့်လေးကပဲအစပြုခဲ့တာပါ။အဲ့ဒီအချိန်ကစပြီးသူကသူတို့ကိုနားလည်ဖို့သူ့ကိုယ်သူမြုပ်နှံခဲ့ပါတယ်။သူသိခဲ့ရတာကတော့ငါးမန်းရဲတွေဟာသူတို့ထက်ပိုကြီးတဲ့ငါးမန်းတစ်ကောင်ကိုပဲကြောက်တယ်ဆိုတာပါပဲ။သူတို့မှာလျှက်စစ်စည်းကြောင်းကိုလည်းအနှဲငယ်ခံစားနိုင်စွမ်းရှိပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့ရဲ့အချက်ပြဆက်တွေကပြန်လည်အသက်ဝင်လာပါတယ်။သူတို့ပြတာကတော့တုံ့လုံးစရာပါပဲ။မြို့တစ်ခုလုံးငါးမန်းတွေနဲ့ပြည့်နှက်နေပါတယ်။မနေ့ရောက်တော့လီဆာရှိတဲ့နေရာပတ်ဝန်းကျင်ကရေတွေကဆက်လက်မြင့်တက်နေပါတယ်။ဒန်နီကလှေကိုအနီးနားကရေကြီးနေတဲ့ဆိုင်တွေထဲကိုရောက်အောင်တော့သွားပြီးငါးမန်းတွေနဲ့တိုက်ဖို့သူတွေ့သမျှလက်နက်တွေနဲ့သူ့ကိုယ်သူကာကွယ်ထားပါတယ်။အိမ်ပြန်ရောက်တော့လီဆာကကလေးမွေးဖို့အားထုတ်နေပါပြီ။ကလေးထွက်လာတော့မှာပါ။ဒီအတော်အတွင်းမှာကလေးတွေကပြန်ယူလာတဲ့အသားတွေနဲ့ပစ္စည်းတွေကိုတုံးပြီးဘုံတစ်လုံးကိုတိစောက်ထားပါတယ်။ဒန်နီအိမ်ကနောက်ဆုံးတော့ပြိုကျပြီးရေထဲနဲ့သွားပါတယ်။ဒန်နီကအပြက်စီးတွေထဲကနေရုန်းကန်ထွက်လာပြီးဒီအခိုက်တန့်ရောက်လာပြီဆိုတာသဘောပေါက်လိုက်ပါတယ်။သူကလီဆာစီကိုလှော်သွားပြီးအဲ့ဒီပွင့်လင်းရေပြင်ထဲမှာပဲလီဆာကကလေးမွေးဖွားလိုက်ပါတယ်။သွေးနှံကြောင့်ငါးမန်းတွေချက်ချင်းဆွဲဆောင်ခံရပါတယ်။ငါးမန်းတစ်ကောင်ကရှေ့ကိုတိုးလာပါတယ်။ဒန်နီကသူ့ဓာတ်နဲ့ထိုးပြီးငါးမန်းကိုပြန်တွန်းထုတ်လိုက်ပါတယ်။သူကအဲ့ဒီကလေးလေးအတွက်သူ့အသက်ဆုံးခန်းတိုင်အောင်တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေပါပြီ။ဒုတိယငါးမန်းတစ်ကောင်ကထပ်တိုးလာပါတယ်။ဒန်နီကသူ့လက်နက်နဲ့ဒဏ်ရာရအောင်လုပ်ပြီးငါးမန်းကိုမောင်းထုတ်လိုက်ပါတယ်။ကလေးတွေကသူတို့ဘုံကိုရေထဲပစ်ချလိုက်ပါတယ်။ငါးမန်းတွေမလာပါဘူး။သူတို့ကိုဆွဲဆောင်နိုင်တဲ့တုန်ခါမှုတွေမရှိပါဘူး။ဒါနဲ့ကလေးတွေကရေထဲခုန်ဆင်းပြီးအရန်ကြီးပက်ဖြန်းပါတော့တယ်။ငါးမန်းတွေကအရက်လေးမျက်နှာကနေအပြေးလောဝင်လာပြီးဘုံကပောက်ကွဲသွားပါတယ်။ပောက်ကွဲမှုကသူတို့အားလုံးကိုဆွဲဖျက်ပစ်လိုက်ပါတယ်။ကလေးတွေဝမ်းသာအားရအောင်ဟစ်ကြပါတယ်။သူတို့ကားကိုတောင်စီသွားပြီးကားထဲဝင်ကထွက်သွားကြပါတယ်။ရေထဲမှာတော့ဒန်နီကလီဆာနဲ့ကလေးကိုလှေထဲကိုကူညီတင်ပေးပါတယ်။ဒါပေမဲ့ငါးမန်းတစ်ကောင်ကအောက်ကနေလှေကိုဝင်တိုက်ပြီးတစ်စီးလုံးကိုမှောက်ပစ်လိုက်တာမို့လူတိုင်းရေထဲကျကုန်ကြပါတယ်။ငါးမန်းတွေကတပ်ဖို့ဝင်လာတော့မှဒေးကသူ့အဖွဲ့နဲ့အတူစိတ်ကန်းကိုရောက်လာပါတယ်။သူကလျှက်စစ်ရှော့တိုက်ကရိယာကိုရေထဲပစ်ချလိုက်တော့လျှက်စစ်လိုင်းတွေကငါးမန်းတော်များများကိုပြန့်ကျဲသွားစေပါတယ်။ဒါပေမဲ့ငါးမန်းအကြီးကြီးတစ်ကောင်ကတော့ဒန်နီနဲ့လီဆာစီကိုတက်တက်တိုးဝင်လာနေပါသေးတယ်။အဲ့ဒီနောက်ဒေးရဲ့အဖွဲ့က3နှစ်ကြာချေရခံနေတဲ့ကိုဝင်ဆောင်ငါးမန်းနီလီကရုတ်တရက်ပေါ်လာပြီးတိုက်ခိုက်နေတဲ့ငါးမန်းနှစ်ကောင်လုံးကိုတစ်ချက်တည်းနဲ့ဖြိုချပစ်လိုက်ပါတယ်။သူကသူတို့ကိုကယ်လိုက်တာပါ။ကြည့်နေတဲ့လူတိုင်းအံ့အားသင့်ပြီးတိတ်ဆိတ်သွားကြပါတယ်။နီလီကလှည့်ပြီးရေထဲကိုပြန်ပြောက်ကွယ်သွားပါတယ်။ဒေးနဲ့သူ့အဖွဲ့ကမိန်းကလေးတွေကိုလှေထဲကိုဆွဲတင်လိုက်ပါတယ်။ဒေးကဒန်နီနဲ့ပြန်ဆုံပြီးသူဘလောက်ထူးခြားပြောင်မြောက်ကြောင်းပြောမဆုံးနိုင်အောင်ဖြစ်နေပါတယ်။သူကငါးမန်းတွေနဲ့ပြည့်နေတဲ့ဟာရီကိန်းမုန်တိုင်းကြီးထဲမှာကိုဝင်ဆောင်မျိုးသမီးတစ်ယောက်နဲ့သူ့မွေးကင်းစကလေးကိုကယ်တင်ခဲ့တာပါ။သူတို့နှစ်ယောက်လုံးကတော့ဝမ်းသာကြေကွဲပြီးတယောက်ကိုတယောက်ဖတ်ထားကြပါတယ်။လီဆာကရေချဲကိုဖုန်းခေါ်ပါတယ်။ရေချဲကသူ့မြေးလေးကိုဖုန်းထဲကနေပထမဆုံးအကြိမ်တွေ့လိုက်ရတော့လုံးဝကိုစိတ်လှုပ်ရှားပြီးငုံမိသွားပါတယ်။မုန်တိုင်းကမြို့တစ်မြို့လုံးကိုပျက်စီးသွားစေတာမို့သတင်းထောက်တွေကအားလုံးကိုမှတ်တမ်းတင်နေကြပါတယ်။ဒီမှာပြောစရာဇာတ်လမ်းတွေအများကြီးရှိနေတာပေါ့။ဒါပေမဲ့ကမ်းခြေကမီးပြတိုက်မှာတော့စနစ်ကိုစောင့်ကြည့်နေတဲ့အလုပ်သမားတစ်ယောက်ကစိတ်ပူစရာတစ်ခုကိုတွေ့လိုက်ရပါတယ်။မုန်တိုင်းကမပြီးသေးပါဘူး။သူကဆက်ပြီးပြင်းထန်နေလုံးမှာပဲ။အဲ့ဒီအချက်နဲ့ပဲစကားကပြီးဆုံးသွားပြီးနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုလုံးဝဖွင့်ဟထားခဲ့ပါတယ်